လက်မှတ်လေးရပြီးရက်ွက်ထောက်ခံစာလေးရပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်ကကျွန်တော်လုပ်ရမယ့်အချက်ကတော့ရဲစခန်းထောက်ခံစာကျွန်တော်ရှောက်လို့ရပြီပေါ့နော်။ဆိုတော့ခုနကရတဲ့ကျွန်တော်တို့ရက်ွက်ထောက်ခံစာရဲ့ယူပြီးလို့ရှိရင်ခုနကကျွန်တော်မှတ်ပုံလေးမိတ်တူကောင်းစင်းမိတ်တူအင်ချင်မီတင်စင်းလက်မှတ်မိတ်တူပြီးလို့ရှိရင်စမတ်ကမိတ်တူပေါ့နော်။အဲ့ဒါလေးတွေယူပြီးတော့ကျွန်တော်တို့ရဲစခန်းမှာသွားပြီးတော့အင်ချင်ကြီးအကျိုးဆောင်ရှောက်ရန်အတွက်စမှတ်ချက်နဲ့အတူပေါ့နော်။ကျွန်တော်ရဲစခန်းထောက်ခံစာယူဖို့လိုအပ်ပါတယ်။ဆိုတော့အခုဒီစင်းဒီပြီးဆိုရင်တော့ကျွန်တော်တို့တွေရက်ွက်ထောက်ခံစာရဲစခန်းထောက်ခံစာလည်းရပြီလို့ရှိရင် trail form တွေလည်းကျွန်တော်တို့ဖြည့်ပြီးပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်နောက်ထပ်လိုအပ်မဲ့ထောက်ထား document လေးတွေတော့ကျွန်တော်နောက်ပိုင်းမှာဆက်လက်ပြီးတော့ရှင်းပြသွားပါမယ်အခုလိုနားထောင်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တာလက်မှတ်လေးရပြီးရက်ွက်ထောက်ခံစာလေးရပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်တစ်ဆင့်ကကျွန်တော်လုပ်ရမယ့်အချက်ကတော့ရဲစခန်းထောက်ခံစာကျွန်တော်ရှောက်လို့ရပြီပေါ့နော်ဆိုတော့ခုနကရတဲ့ကျွန်တော်တို့ရက်ွက်ထောက်ခံစာရဲ့ယူပြီးလို့ရှိရင်ခုနကကျွန်တော်မှတ်ပုံလေးမိတ်တူကောင်းစင်းမိတ်တူအင်ချင်မီတင်စင်းလက်မှတ်မိတ်တူပြီးလို့ရှိရင်စမတ်ကမိတ်တူပေါ့နော်အဲ့ဒါလေးတွေယူပြီးတော့ကျွန်တော်တို့ရဲစခန်းမှာသွားပြီးတော့အင်ချန်ကြီးအကျိုးဆောင်ရှောက်ရန်အတွက်စမှတ်ချက်နဲ့အတူပေါ့နော်ကျွန်တော်ရဲစခန်းထောက်ခံစာယူဖို့လိုအပ်ပါတယ်ဆိုတော့အခုဒီစင်းဒီပြီးဆိုရင်တော့ကျွန်တော်တို့တွေရက်ွက်ထောက်ခံစာရဲစခန်းထောက်ခံစာလည်းရပြီလို့ရှိရင် trail form တွေလည်းကျွန်တော်တို့ဖြည့်ပြီးပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်နောက်ထပ်လိုအပ်မဲ့ထောက်ထား document လေးတွေတော့ကျွန်တော်နောက်ပိုင်းမှာဆက်လက်ပြီးတော့ရှင်းပြသွားပါမယ်အခုလိုနားထောင်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တာ